ကျမရဲ့ဗီဒီယိုကြည့်ရှုနေတဲ့မြန်မာနိုင်ငံသားအားလုံးမင်္ဂလာပါကိုစိတ်နှပြကျမ်းမာပြီးတော့ကခိတ္တကင်းဝေးပါစေကျမရဲ့ဗီဒီယိုအခုကြည့်နေပြီဆိုလို့ရှိရင်တော့ဒါကမြန်မာနိုင်ငံမှာကြုံတွေ့သွားတဲ့စကိုင်းပြည့်ပြည့်ကျော်ကြီးလှုပ်ရှားပြီးသွားတဲ့9ရက်မြောက်ဧပြီလ3ရက်နေ့ဖြစ်ပါတယ်ဒီစကိုင်းပြည့်ပြည့်ကျော်ကြီးကမြန်မာနိုင်ငံကိုထိခိုက်သွားတဲ့အခါမှာမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့နေပြည်တော်တိုင်းဒေသကြီးတွေမှာကြီးမားတဲ့ဆုံးရှုံးမှုကြီးကြုံခဲ့ကြရပါတယ်ဒီတက်လေးကိုမြင်လို့ရှိရင်ကျမလည်းဒီတိုင်းဒေသတွေကအပါအဝင်ငလျင်ဒဏ်သင့်ပြည်သူတယောက်ဆိုတာကိုအားလုံးသဘောပေါက်မှဖြစ်ပါတယ်ကျမတို့ဒီဗီဒီယိုကြည့်နေတယ်ကျမဒီဗီဒီယိုရိုက်နေတယ်ကျမတို့အသက်ရှူနေနိုင်သေးတယ်ကျမတို့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကျမတို့ကြုံတွေ့လိုက်ရတဲ့ကြုံတွေ့မှုတွေမှာအားလုံးကပြန်ရမယ်လို့ထင်တဲ့အရာတွေကြီးပဲအိမ်လေးတွေရိုင်နေကုန်တယ်အိမ်လေးတွေပြိုပြက်ကုန်တယ်နော်ဒီနေရာတော့ငါတို့ပြန်လာလို့ရမှာပဲဒီပစ္စည်းတော့ငါပြန်ယူလို့ရမှာပဲငါတို့ဒီလက်တွေတော့မလွတ်ဖဲနဲ့ကင်ဆွဲထားလို့ရမှာပဲလို့တွေးမိခဲ့ကြတာဖြစ်ပါတယ်အခုချိန်ထိလည်းတွေးမိနေစေဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ပြန်သွားလို့မရတော့တဲ့အိမ်ကြီးရှိမယ်ပြိုကျဆုံးရှုံးသွားတာရှိမယ်ပြိုလို့ပြိုခင်မို့လို့ဆုံးခွာပြီးတော့ကိုယ်တိုင်ဖြတ်လိုက်ရတဲ့အိမ်ကြီးရှိတယ်ဒါမှမဟုတ်ငလျင်လန်းကြောမထီလို့အကောင့်တိုင်းရှိနေတဲ့အိမ်ကြီးကြမ်းမယ်မိသားစုတွေလည်းအိုးမကွာအိမ်မကွာနေနိုင်တဲ့မိသားစုတွေရှိသလိုအိုးအိမ်ကိုစွန့်လွတ်ခဲ့မိမယ်ဥမကွဲတိုင်းမပြတ်တဲ့မိသားစုတွေရှိမယ်မစုံတော့တဲ့မိသားစုတွေရှိတယ်စုံဖို့ကိုမရှိတော့တဲ့မိသားစုတွေရှိတယ်ကျမတို့ဆုံးရှုံးမှုကကြီးမားပါတယ်လူအသက်တစ်ချောင်းလူမသိငွေမရှားဆိုတဲ့စကားရှိပေမဲ့ဘယ်ရာမှအလကားရတာမဟုတ်ဘူးအကုန်လုံးတွေးတွေချွေးတွေနဲ့စူးစမ်းခဲ့ရတယ်လောက်ကင်ခဲ့ရတယ်တိဆောက်ခဲ့ရတယ်ဟုတ်ပြီဒီလိုအခြေအနေကြီးကိုကျမတို့ဖြတ်ကျော်လာပြီးသွားလို့ဒီဗီဒီယိုကိုကျမရိုက်နိုင်တယ်ဒီဗီဒီယိုကိုရှင်တို့ကြည့်နိုင်တယ်ကျမတို့ဘလောက်တောင်မှဒီနှစ်တရာမှတစ်ခါကြုံရတဲ့ဒီကြုံတော့ကြုံခဲ disaster တဘာဝဘေးဆိုးကြီးကိုကျမတို့ကြုံလိုက်ရတယ်ကျမတို့တမိုင်းဝင်လူသားတွေဖြစ်နေပြီနောက်နှစ်တရာနေလို့ဒီစကိုင်းပြည့်ရွေကျော်ကြီးထပ်ပြည့်ရွေခဲ့ရင်ဒီစကိုင်းပြည့်ရွေကျော်ကြီး2025ခုနှစ်March 28မှာလောက်ခဲ့တော့ဟာပြိုပြက်သွားတဲ့တိုက်တာအဆောက်အုံတွေတေဆုံးသွားတဲ့သူတွေကွဲကွာသွားတဲ့မိသားစုတွေဆုံးရှုံးမှုကြီးမားတဲ့မိသားစုတွေမဆုံးရှုံးမဲနဲ့အေးတောင်အေးတာအဆင်ပြေခဲ့တဲ့မိသားစုတွေဆိုပြီးတော့မှတ်တမ်းတင်တဲ့အထဲမှာကျမတို့ပါသွားပြီအဲ့တော့ကျမပြောပြချင်တာကအကောင်းဆုံးဖြတ်ကျော်ပါနှစ်တရာမှတစ်ခါကြုံလာတဲ့အခက်အခဲကိုကျမတို့ကြုံနေကြပါတယ်အတူတူဖြတ်ကျော်ပါအတက်နိုင်ဆုံးသူ့နေရာနဲ့သူဖြစ်အောင်ရှင်သန်ပေးကြပါကိုချစ်တဲ့ကိုရဲ့သားသမီးတွေသားသမီးမရှိတဲ့သူတွေဆိုလဲကိုအားထားတဲ့မိဘတွေကိုချစ်ခင်တဲ့မိတ်ဆွေတငယ်ချင်းဆရာသမားတွေဆုံးတိုင်ကိုတယောက်ပဲကြံရင်တော့ကိုကဒီနေရာကနေလွတ်မြောက်လာခဲ့ရတဲ့ကိုရဲ့ဆက်ရှင်သန်ရမယ့်ကံလေးကိုချစ်ပါနောက်တစ်ခုကကျွန်မပြောချင်တာကကျွန်မနဲ့အတူတူစိတ်ထဲမှာခံစားရတဲ့ပင်ပန်းမှုတွေမေ့ပြောက်သွားစေဖို့အတွက် mindfulness လေးလုပ်ချင်ပါတယ်6စက္ကန့်အသက်ရှူသွင်းမယ်3စက္ကန့်အောင့်ထားမယ်9စက္ကန့်ပြန်လွှတ်မယ်ကြံတဲ့အချိန်တွေကိုကိုဖာကိုအချိန်ရည်ပြီးတော့ကျွန်မနဲ့လှုပ်ထားတဲ့ရှူသွင်းတဲ့639အစီအစဉ်လေးကိုပြုလုပ်ပြီးတော့ stress တွေကိုเนาะစိတ်ဖိစီးမှုတွေကိုလျော့နေအောင်စူးစမ်းကြပါကိုချစ်တဲ့သူတွေအတွက်ရှင်သန်ပါအ ਨੇ ဆုံးကိုရှင်သန်ဖို့ဖြစ်တည်လာတဲ့ကံသစ္စာရှိပြီးဆက်ပြီးရှင်သန်ကြပါဒီခြေရစားပြီးကျွန်မအခုအသက်ရှူပါတော့မယ်ကျွန်မတို့အများကြီးဖြတ်သန်းခဲ့ပြီနှစ်တရာမှတစ်ခါကြုံရတဲ့စကားပြောရေးချိုးရဲ့ဒုက္ခပေးတဲ့တန်ကိုခံလိုက်ရပြီသူကတော့သူ့သစ္စာနဲ့သူတည်မြဲသွားတယ်ကျမတို့လည်းကျမတို့သစ္စာနဲ့ကျမတို့တည်မြဲနေတယ်အခုအသက်တွေရှူနေကြသေးတယ်အနာတရားတွေကင်းကြသေးတယ်အနာတရားရှိနေရင်လည်းရှင်သန်နေကြသေးတယ်ပိုင်ဆိုင်မှုတွေဆုံးရှုံးတဲ့သူတွေရှိတယ်ပိုင်ဆိုင်မှုတွေမဆုံးရှုံးတဲ့သူတွေရှိတယ်ဆုံးရှုံးသွားတဲ့သူတွေလည်းပြန်မတည်ဖို့အတွက်
အသက်နဲ့ခန္ဓာကြံနေသေးတယ်အဲ့ဒီအသက်နဲ့ခန္ဓာကိုတန်ဖိုးထားပြီးတော့ရှူသွင်းကြမယ်အစုပ်ထဲကိုလေဝင်အောင်လို့ရှူသွင်းမယ်အောင်ထားမယ်ပြန်ရှူထုတ်မယ်ဖြည်းဖြည်းချင်းအစုပ်ထဲကလေတွေကုန်ဖြည်းဖြည်းချင်းထွက်တော့ပြန်ရှူထုတ်ပါမယ်ကျမကပြပါတယ်639ရှူသွင်းအောင်ထားရှူထုတ်၄ချိန်ကလေးကိုနာပြီးလုပ်ပြီးဖို့တိုက်တွန်းပါတယ်ကျမတို့ဖြတ်ကျော်လာတဲ့အထိခုချိန်ထိကျမရဲ့ဗီဒီယိုကြည့်နေတဲ့သူတွေရောကျမကိုယ်တိုင်ရောရှင်းတန်ခွင့်ရနေတဲ့အနေအထားနဲ့ကံကြမ္မာကိုကျေးဇူးတင်ပါတယ်ဆုံးရှုံးသွားတဲ့သူတွေအတွက်လည်းကျမကိုယ်တိုင်လည်းဆုံးရှုံးနေသူပါဒါပေမဲ့ကျမတို့ဖြတ်ကျော်ရမယ်ဖြတ်ကျော်နိုင်ခြင်းဒီအတွက်ကျမတို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေသူတွေလည်းကျေးဇူးတင်တယ်ကိုကိုလည်းကျေးဇူးတင်တယ်ရှူသွင်းလိုက်တဲ့လေရှူထုတ်လိုက်တဲ့လေတိုင်းအတွက်ကျေးဇူးတင်ပါတယ်ကျမတို့နိုင်ငံဒုက္ခဘေးဆိုးတွေကနေအများဆုံးကင်းလွတ်နိုင်ကြပါစေကျမတို့နိုင်ငံကိုဒုက္ခဘေးဆိုးတွေကနေကင်းလွတ်အောင်ဝိုင်းဝန်းကူညီနေတဲ့သူတွေရှိနေအကူအညီတွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်